ဒီ feature မတည်သေးရင် Telegram ကိုတစ်ဝက်ပဲသုံးနေတာပါ username ထည့်နည်း setting ကိုနှိပ်မယ် username ကိုနှိပ်မယ်ကိုပေးခြင်းတဲ့နာမည်ကိုအဲ့မှာရေးလို့ရတယ်သူကရတယ်ဆိုရင်စိမ်းလေးဖြစ်သွားလိမ့်မယ်မရဘူးဆိုရင်အနီအောင်ဖြစ်နေမယ်ပေါ့နော်ပြီးရင်အပေါ်ကအမှန်ကြီးလေးကိုနှိပ်လိုက်ဒါကတော့ storage use ကို clear cache လုပ်နေဖြစ်တယ်ညပြထားတဲ့နေရာကိုနှိပ်ပြီးရင်အောက်က clear cache ကိုနှိပ်လိုက်ဒါဆိုရင်ရပြီ Telegram chat ကိုလော်ထားနေလော်ပြန်ဖြုတ်နေလော့ကိုထား၄လုံးကိုကြိုက်တဲ့လော့၄လုံးထားပြီးလို့ရတယ်ဒါဆိုရင် minute ရွေးတာပေါ့နော် screen က1 minute မှာပိတ်မှာလား5 minute မှာပိတ်မှာလား1 hour ထားမလား5 hour ထားမလားကိုယ်ကြိုက်တယ်ယူလို့ရတယ်ဒါကတော့အမေးဖြစ်နေတာကတော့လော့ပြန်ဖွင့်ပြတာပေါ့နော်ဗီဒီယိုထဲမှာတော့မပေါ်ဘူးဒါကလော့ခတ်ထားတဲ့လော့ကိုပြန်ဖြုတ်ပြတဲ့နေရာပါဒါဆိုရင်လော့ပြန်ပြီးသွားပြီဖြစ်ပါတယ် Save message ဆိုတာ Telegram ရဲ့ Unlimited Cloud ဆိုတဲ့တစ်ခုလိုပါပဲကိုသိမ်းဆည်းခြင်းတဲ့ file တွေပုံတွေဗီဒီယိုတွေ MP3 တွေစသဖြင့်ပေါ့သိမ်းဆည်းလို့ရတဲ့စာတွေအကုန်သိမ်းလို့ရတယ်မိမိရဲ့ဖုန်းထဲကနေဖြတ်လိုက်ရင်တော့မှဒီ Save message ထဲမှာအမြဲတမ်းရှိနေမှာပါအချိန်မီ download ပြန်ဆွဲလို့ရပါတယ် Thank you for watching.